အခုလေဝင်နေတဲ့ရင်ကောင်းပွင့်တန်းရတဲ့အကြောင်းဘာတွေသိထားကြလဲအပေါက်ကဘလောက်အရွယ်အစားရှိရမလဲ3ပုံ2ပုံပါလူနာရဲ့လေဖြွန်အပေါက် glottic opening အရွယ်အစားရဲ့3ပုံ2ပုံနှစ်ပိုင်3ရှိရပါမယ်ဘာဖြစ်မလဲအဲ့နဲ့လေထုတ်တဲ့လုပ်ငန်းစဉ်လုပ်နေတော့အဲ့ဒီကနေသွေးတွေပန်းထွက်လာရင်ဘာလုပ်မလဲကောင်းပါပြီလူနာကိုကားပေါ်မှာဒီအတိုင်းသွေးထွက်လွန်ပြီးတေဆုံးသွားတာမျိုးအဖြစ်ခံမှာမဟုတ်ပါဘူးဟုတ်ပြီလားသွေးထွက်လွန်သွားတာမျိုးကျွန်တော်တို့မလိုချင်ပါဘူးဒါကြောင့်ရင်ကောင်းတဲ့သွေးယူစိမ့်မှုဟီမိုရှိနေရင်လူနာကိုထိခိုက်ဒဏ်ရာကုသရေးဌာန trauma center စီအမြန်ဆုံးပို့ဆောင်ပေးနိုင်ဖို့သိချအောင်လုပ်ရပါမယ်မှတ်ထားပါရင်ကောင်းနိုင်ရန်ထဲမှာသွေးတွေအများကြီးစုပုံနေနိုင်ပါတယ်ဖိအားသုံးလေတွင်းပေးတာ positive pressure ventilations သွေးတွင်းပေးတာ TXA သွေးတိတ်စီအသုံးပြုတာတွေကိုလှုပ်ဆောင်ရမှာဖြစ်ပြီးအမြန်ဆုံးစီးရုံပို့ဖို့လိုပါတယ်ကဲဒီမှာနန်ယူပုံစံငယ်တွေပြင်ဆင်ထားတဲ့အတွက်ရင်ကောင်းနိုင်ရန်ကိုဖောက်ဝင်တဲ့ပုံစံလက်တွေ့စမ်းသပ်နိုင်ပါလိမ့်မယ်ခမရတို့ကိုလှုပ်စီချင်တာကအဲ့ဒီတိတ်ပြားပေါ်မှာတတ်ထားပြီးအကူကင်လိုက်တဲ့အခါတကောက်အနဲ့ဘလို့လှုပ်ရမလဲဆိုတာတရုပ်ပြပါမယ်ကျွန်တော်ကတော့အမြဲတမ်းနန်ယူရဲ့အပေါ်ဘက်ကနေပဲတွားလိရှိတယ်နန်ယူရဲ့အောက်ဘက်ကတွေးကြိုးတွေရှိနေတယ်မဟုတ်လားဒါကြောင့်ဘယ်နေရာကိုဖောက်မလဲဆိုတာသတိထားပါကဲနန်ယူအပေါ်ကနေဖောက်မယ်ဆိုရင်အဲ့ဒီအပေါ်မှာနောက်ထပ်နန်ယူတစ်ချောင်းရှိမနေဘူးလားလို့မီးစရာရှိလာနိုင်ပါတယ်အဲ့ရဲ့အရွယ်အစားကနန်ယူနှစ်ချောင်းကြားနေရာလို့ intercostal space နဲ့ရှိရင်အများကြီးသိနေပါတယ်အဲ့နဲ့လီထုတ်မယ်ဆိုရင်သိထားရမယ်နောက်တစ်ချက်ကအဲ့ရဲ့အရင်ပိုင်းကနေကင်ထားစီချင်ပါတယ်ဘယ်သူမှဒီအောက်နားကနေကင်ထားတာမျိုးမမြင်ချင်ပါဘူးအဲ့နဲ့လီထုတ်တဲ့အခါလူတစ်ယောက်ရဲ့ရင်ကောင်းနိုင်ရန်ထိတ်ကိုထိုးထည့်လိုက်ရင်ဘာဖြစ်လာမလဲဒီ app ကအနောက်ကိုပြန်ထွက်လာပါလိမ့်မယ်လူနာရဲ့ရင်ပတ်ကိုဖိချလိုက်တဲ့အချိန်မှာအဲ့ဒီလိုမျိုးအတိအကျဖြစ်လာမှာဖြစ်ပြီးနာကျင်မှုကိုအများကြီးခံစားရစေမှာပါဘယ်လိုပဲဖြစ်ဖြစ်ဒါကနာကျင်နေမယ်လို့ထင်လားသိကြပေါက်ပါပဲဟုတ်ပြီဒါကြောင့်အချုံမျက်နှာပြင် bevel အနေထားမှန်ကန်ဖို့သိကြခြင်းပါတယ်ကျွန်တော်နန်ရိုးရဲ့အပေါ်ဘက်ကနေဖောက်ဝင်ပါမယ်နန်ရိုးပေါ်သွားထိမိရင်လည်းကိစ္စမရှိပါဘူးတတိထားမှာကနန်ရိုးပေါ်ကိုဖိအားအများကြီးမပေးမိဖို့ပါပဲဘာလို့လဲဆိုတော့ plastic pipe ကက်တီတာလေးကွေးသွားနိုင်လို့ပါအခုတီရှူးတွေကိုဖောက်ဝင်တဲ့အခါမှာတိတ်ပြားစီကိုချိန်ရွယ်ပြီးထိုးထည့်ကြည့်စေချင်ပါတယ်ဟုတ်ပြီအောက်ဘက်ကိုဆင်းလာပါမယ်တီရှူးတွေကိုဖောက်ဝင်နေပါပြီဒီတာကယ်အတ်ရဲ့ကောင်းတဲ့အချက်ကတော့ညွန်ပြပြီးတဲ့အချက်ပြလေးပါဝင်နေတာပါတီရှူးတွေဖောက်ဝင်နေချိန်မှာအနီရောင်ပြနေပြီးအဆုပ်အမြေးပါကြလေးဟာပြင် pleural space တဲ့ရောက်သွားတဲ့အခါအစိမ်းရောင်ကိုပြန်ပြောင်းသွားပါလိမ့်မယ်အခုအနီရောင်ပြောင်းသွားတာတွေ့ရပါမယ်ဟုတ်ပြီအစိမ်းရောင်ပြောင်းသွားပါပြီကျွန်တော်အရင်ပိုင်းထိဆက်ပြီး short ချလိုက်ပါမယ်ဒါကိုပဲပြည့်ရမလဲအစွန်ပြည့်တဲ့ပုံ sharps container တွေကိုပါပြီးရင်တော့လေဆက်ထုတ်လို့ရပါပြီဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့ရင်ခေါင်းနံရအစ်စ်ထိတ်ကိုရောက်နေပြီဖြစ်လို့ဒါကိုပြန်ပိတ်ထားလို့ရပါပြီခင်ဗျားတို့တယောက်ချင်းစီတိုင်းကိုဒီလုပ်ငန်းစဉ်အတိုင်းလက်တွေ့လေ့ကျင့်ခွင့်ပြီးသွားပါမယ်တချို့အတွက်ဆိုရင်ဒါကထင်ထားတာထက်စောပြီးလက်တွေ့ဘဝမှာတကယ်ကြုံလာနိုင်တယ်ဒါကြောင့်ဒီမှာလှုပ်ကြည့်ပါအမားလုံမိမယ်ဆိုရင်တောင်အပြင်အလုပ်ခွင်မှာမှားတာထက်ဒီမှာပဲမှားတာကိုကျွန်တော်မြင်ချင်တယ်စလုပ်ကြည့်ကြပါ